ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ကျွန်တော်အစိုးရထီလက်မှတ်တွေဝယ်ယူရမှာအသုံးပြုရန်အတွက်တင်ရှာသွင်းနည်းလမ်းညွှန်ချက်တာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီလောင်းကစားသို့မဟုတ်တရားမဝင်လောက်ဆောင်မှုများကိုမပန်ဖို့ပါနံပါတ်တိုင်းကတော့မှန်နိုင်တယ်သို့မဟုတ်မမှန်နိုင်ဘူးပေါ့နော်ကြည့်ရှုတဲ့အခါမှာကြည့်ရှုပြီးတော့မိတ်ဆွေဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါခင်ဗျာโอเคကျွန်တော်တို့ဒီနေ့ကတော့ဒီအလဲမဟုတ်ရင်အပိတ်ပေါ့နော်အလဲမဟုတ်အပိတ်နေရာမှာခြားပြနေတဲ့ဒီ key သုံးလုံးတွဲနည်းကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီ F တက်ဖြစ်ပါတယ်ဒီနံပါတ်စဉ်14 15ကနေရှင်းပြပေးတော့မှာဖြစ်ပါတယ်ပေါ့နော်နံပါတ်1ကနေတော့ကျွန်တော်မပြတော့ဘူးပေါ့နော်ဒီအထီးကြီးအနေနဲ့6 9ဒီသုံးလုံးရတာဖြစ်ပါတယ်ခြားပေးသွားတာက9ခု9ဖြစ်တဲ့အတွက်9တလုံးအပိတ်ဖြစ်ပါတယ်ဒီလေးလျှောက်ကီးမှာ363ဆိုတဲ့အတွက်6တလုံးကအလဲဖြစ်ပါတယ်ပေါ့နော်သူကအလဲမဟုတ်ရင်အပိတ်ဖြစ်ပါတယ်ဒီ69တိအထီးကီးမှာ395ဆိုတဲ့အတွက်9တလုံးကအလဲဖြစ်ပါတယ်983များမှာတော့6333ဆိုတဲ့အတွက်3များတလုံးအလဲဖြစ်ပါတယ်နောက်ထပ်တနည်းအရာ9နှစ်လေးကီးရနေတာဖြစ်ပါတယ်6နှစ်6ဆိုတဲ့အတွက်အထီးကီးနှစ်တလုံးကအလဲထိန်နေရာကဖြစ်ပါတယ်အလဲမဟုတ်ရင်အပိတ်နေရာမှာပိတ်နေတာလေးဖြစ်ပါတယ်ပေါ့နော်ဒီ69တိကီမှာ48တိဆိုတဲ့အတွက်တိကအပိတ်ဖြစ်ပါတယ်409မှာ998 9တလုံးအလဲဖြစ်ပါတယ်368မှာ116ဆိုတဲ့အတွက်ကြောင့်မို့6တလုံးအပိတ်ဖြစ်ပါတယ်409မှာတော့693မြကီမှာ336 3တလုံးကအလဲဖြစ်ပါတယ်တေလေး6ကီမှာ341 4နဲ့1နဲ့အလဲအပိတ်နေရာခြားပေးသွားခဲ့တယ်ပေါ့နော်409မှာ9တလုံးကအပိတ်ဖြစ်ပါတယ်တေလေး6ကီမှာ63မြ6ဆိုတဲ့အတွက်အထီးကီ6တလုံးကအပိတ်နေရာဖြစ်ပါတယ်တေလေး6ကီပဲထပ်ရတယ်66နှစ်ဆိုတဲ့အတွက်6တလုံးအလဲဖြစ်ပါတယ်တေလေး6ကီမှာ665 6တလုံးကအလဲထိန်ဖြစ်ပါတယ်ဒီကီကတော့ကျွန်တော်တို့ထိပ်စီမှာမရှိဘူးပေါ့နော်အလဲမဟုတ်ခြင်းအပိတ်နေရာမှာအထီးယူတာဖြစ်ပါတယ်နောက်ထပ်5ခွန်အထီးကီဆိုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်အပင်ပေါင်း30နှစ်ရှိပါတယ်30နှစ်ချိန်ထိရှိသွားပြီဖြစ်တယ်ပေါ့နော်96နှစ်မှာဆိုရင်5ခွန်ကီဖြစ်ပါတယ်ဒါကြောင့်မို့အဲ့ဒီမှာတော့နေတလုံးကအပိတ်နေရာမှာခြားပေးသွားတာဖြစ်ပါတယ်တေလေးလျှောက်ကီးမှာတော့3မြလေးဆိုတဲ့အတွက်4တလုံးအလဲနဲ့အပိတ်နေရာမှာဖြစ်ပါတယ်တေလေးလျှောက်ကီးပဲထပ်ရတယ်ပေါ့နော်နေတိဆိုတဲ့အတွက်တေတလုံးကအပိတ်ဖြစ်ပါတယ်တေလေးခွန်ကူကီးမှာ843 4တလုံးအလဲဖြစ်ပါတယ်813ကီးမှာတော့663ဆိုတဲ့အတွက်3တလုံးအပိတ်ဖြစ်ပါတယ်691မှာတော့2 3မြ9 9တလုံးအပိတ်ဖြစ်ပါတယ်5ခွန်ကီးမှာခွန်9တလုံးအလဲထိန်ဖြစ်ပါတယ်ခွန်3များနှစ်မှာတော့ခွန်3များ3များဆိုတဲ့အတွက်3များတလုံးအလဲနဲ့အပိတ်နေရာဖြစ်ပါတယ်ခွန်3များနှစ်မှာ3ခွန်9တလုံးအလဲနဲ့အပိတ်နေရာပေါ့နော်တေလေးလျှောက်ကီးမှာတော့ချစ်ကို4တလုံးကအပိတ်နေရာမှာဆိုပြီးတော့အကျိန်အဖြစ်40နဲ့တစ်ကြိမ်ခြားပြီးသွားခဲ့ဖြစ်ပါတယ်โอเคသူရဲ့တွန်းနည်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပေါ့နော်အလေမဟုတ်ရင်အပိတ်နေရာမှာပေးနေတဲ့ key ကိုမိတ်ဆွေများအထောက်အကူရအောင်တင်ပေးတော့မှာဖြစ်ပါတယ်ဒီ900တပင်ကနေပေါ့နော်3ခွန်ချပေးသွားတဲ့တပင်ကိုချင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီအစားအနေတော့မပြတော့ဘူးပေါ့နော်ဒီမိအတိုင်းပဲမိတ်ဆွေများပြန်ပြီးတော့စစ်ကြည့်လို့ရတယ်9နှစ်ကြိမ်ပေါင်း30ပေါ့နော်နောက်ထပ်9နှစ်ကြိမ်ပေါင်း30 8က8တဲ့ကြိမ်ပေါ့နော်တင်းနဲ့ကျန်အနည်း8နဲ့ပေါင်းရင်30ဒီ8ကတစ်ကြိမ်9 3ဒီက15ကိုအပေါ်မှာ6နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီကဏ္ဍအားလုံးကိုပေါင်းကြည့်မယ်ပေါ့နော်ဒီ8 9နဲ့6ပေါင်းတာက17ဖြစ်ပါတယ်8နဲ့ကြိမ်ပေါင်းတာ16ဆိုတဲ့အတွက်ကျွန်တော်6နဲ့1နဲ့ပေါင်းရှင်းခွန်ရမယ်ပေါ့နော်အဲ့ဒီခွန်ကို3နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်ဆိုတော့30ရမယ်ပေါ့နော်3များယူမယ်ပြီးရင်2နဲ့ထပ်ပေါင်းရတာဖြစ်တဲ့အတွက်ခွန်3များနဲ့အထီးကီအလေအပိတ်အထီးဖြစ်မယ်ပေါ့နော်အဲ့ဒီမှာ3ခွန်ဆိုတဲ့အတွက်9တလုံးအလေနဲ့အပိတ်နေရာမှာခြားပေးသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာခွန်3များနဲ့ပေါ့နော်3ခွန်ဆိုပြီးရေးပြပေးထားတာဖြစ်ပါတယ်ထပ်ပြီးတော့ဒီ1လေး6ကီးရတာကိုထပ်ပြီးချင်းပြပေးတော့ပါမယ်ပေါ့နော်ယူတဲ့နည်းကအပေါ်ကယူတဲ့နည်းအတိုင်းပဲပေါ့နော်ဒီရှင်းနဲ့4နဲ့ပေါင်းချင်းက12ဖြစ်ပါတယ်
9နှစ်ကြိမ်ပေါင်းခြင်းက30ဒီ9နဲ့ပေါင်းရင်30ကိုခုံပေးရမယ်ပေါ့နော်10နှစ်ကြိမ်က16 6နဲ့ပေါင်းရင်12ဒီ1နှစ်ကြိမ်က2 3နဲ့ပေါင်းရင်5ဒီ6ကတစ်ကြိမ်နောက်ထပ်3တလီက3 6နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့မှာခွန်ရ3ရပေါင်းခြင်း30ပေါ့နော်နောက်ထပ်2နဲ့2ပေါင်းခြင်းက4 6နဲ့ပေါင်းရင်30 5နဲ့6နဲ့ပေါင်းခြင်း7ဖြစ်ပါတယ်ဒါကြောင့်မို့1ကိုလည်းအပေါ်ကလိုမျိုးပဲ3နဲ့ပေါင်းခြင်းက4 4ကို2ပေါင်းခြင်း6ဆိုတဲ့အတွက်1 4 6အလင်းအပိတ်အထီးပေါ့နော်8 9 4ဆိုတဲ့အတွက်ကြောင့်မို့4တလုံးကအပိတ်နေရမှာဖြစ်ပါတယ်1 4 6ကီမှာ8 9 4ဆိုပြီးတော့အကြိမ်အဖြစ်40နဲ့တစ်ကြိမ်မှာရေးပြပေးထားတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်လာမယ့်တစ်ကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပါနော်8တစ်ပေါင်းရှင်က9ဒီ9နဲ့ကြိမ်ပေါင်း30 4တစ်ကြိမ်ပေါ့နော်8နဲ့ဒီ3ပေါင်းတာက7 3နဲ့ကြိမ်က6ဒီ9ကတစ်ကြိမ်6 3 4က18ဖြစ်ပါတယ်နောက်ထပ်6နဲ့ထပ်ပေါင်းပေးရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီ9နဲ့1နဲ့ပေါင်းခြင်း30 4နဲ့6နဲ့ပေါင်း30ခွန်ချစ်က15 5နဲ့6ပေါင်းတာက7ဆိုတဲ့အတွက်ကြောင့်မို့တွန်းနည်းအရာ1ကို3ပေါင်းတာက4 4ကို2ပေါင်း6ဆိုတဲ့အတွက်ဒီမှာတော့1 4 6အထီးကြီးဆိုပြီးရနေတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ1 4 6ကိုကျွန်တော်ကအလဲမဟုတ်ရင်အပိတ်ပေါ့နော်ခွန်3များနဲ့မှာ3ခွန်ခွန်တဲ့လုံးပေါ့နော်1 4 6မှာ8 9 4 4တလုံးဒီမှာတော့1 4 6ကီဆိုပြီးထပ်ပြီးရနေတာဖြစ်ပါတယ်1 4 6ကအလဲအပိတ်ပေါ့နော်ထိပ်စီးနေရာမှာတော့မယူပါဘူးခင်ဗျာโอเคဒါဒီ20အရာကျွန်တော်တို့ပြန်လည်မြောက်ပြီးပေးရှင်းတာဖြစ်ပါတယ်ပေါ့နော်ကြီးစုတဲ့အခါမှာတော့ကြီးစုပြပြမိုက်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါခင်ဗျာโอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ1 4 6ကအလဲအပိတ်အထီးပေါ့နော်ဆိုတော့ကျွန်တော်တို့အလဲအပိတ်အထီးကြီး6လုံးဆိုပြီးရှိတယ်ပေါ့နော်အဲ့ဒီမှာ1 4 6ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ1နဲ့6နဲ့ဒီအလဲအပိတ်အထီးကြီးဖြစ်သွားမယ်ပေါ့နော်1 6ပဲဖြစ်မှာဖြစ်ပါတယ်4တလုံးမပါတော့ဘူးပေါ့နော်ဆိုတော့1 6မှာဆိုရင်1တလုံးပို့ပြီးအာသာသွားမယ်ပေါ့နော်အဲ့ဒီ1ကို3များနဲ့တွဲမလား1ကို2နဲ့တွဲမလားပေါ့နော်အဲ့လိုလေးလုပ်လို့ရတယ်1 2ခွန်ရှိတဲ့အတွက်1ခွန်1ချင်းများအလဲအပိတ်နေရာမှာခြားပေးသွားမလားပေါ့နော်ဒီ8 9 4မှာ3ကဆိုရင်ကျွန်တော်တို့အထီးကီးကတော့1 4 6ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ4တလုံးပဲပါတယ်ပေါ့နော်4တလုံးပိန်အလဲအပိတ်နေရာမှာအပိတ်နေရာခြားပေးသွားတယ်ပေါ့နော်ဒီ3ခွန်တမင်မှာခွန်3များ2ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာခွန်ရဲ့2ရဲ့